ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ဒီနေ့ကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်နဲ့အတူတူဆွဲခဲ့တဲ့ point တွေ line တွေpolygon တွေပေါ့နော်ဒီသုံးခုပေါ့နော် polygon တွေကိုကျွန်တော်ရှေ့မှာတော့ area တွေတွက်ပြသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကဒီသူတို့ရဲ့ attribute table မှာကျွန်တော်ဒီနေ့ဘယ်လိုလုပ်သွားမယ်ပေါ့နော်အဲ့မှာကျွန်တော်နာမည်ထည့်သွားမယ်ဘယ်လိုတဲ့ဟာကြီးဖြတ်သွားမယ်လူတွေရိုက်ထည့်မယ်ဒီဟာကိုကျွန်တော် information တွေထည့်မယ်ပေါ့နော်ပြောချင်တာကတော့ရှေ့ဗီဒီယိုမှာကျွန်တော် A ကလောက်ပဲတွက်သွားတယ်လမ်းအရှည်လောက်ပဲတွက်သွားတယ်ပေါ့ဒီမှာကျရင်ကျွန်တော်ကသူ့ရဲ့ information တွေထည့်သွားမယ်ပေါ့နော်ဘယ်ဟာဒီဘယ် line နဲ့ line ရဲ့နာမည်တွေ polygon ရဲ့နာမည်တွေ point ရဲ့နာမည်တွေကျွန်တော်တို့ဒီနေ့အတူတူကျွန်တော်တို့ attribute တွေမှာလုပ်သွားကြမယ်ပေါ့နော်အဲ့ဆိုရင်ကဲကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လုပ်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီ basement တစ်ချက်ခံကြည့်လိုက်တာမှတ်မိမယ်ထင်ပါတယ်ပေါ့နော်ရှေ့ဗီဒီယိုမှာကျွန်တော် point တွေ line တွေ polygon တွေဒီမှာပဲကျွန်တော်ဆွဲသွားတာပေါ့နော်နည်းနည်းကျွန်တော်တရားပြန်ဖြတ်လိုက်မယ်ပေါ့နော်ဒီ basement ကိုကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော် point တစ်ချက်သွားကြည့်မယ်ပေါ့နော် point တစ်ချက်သွားကြည့်မယ်အဲ့မှာကျွန်တော်တို့ဒီမှာ point မှာကျွန်တော်တင်း3 4 5 point 5 point ပဲကျွန်တော်တို့ဆွဲခဲ့တယ်ပေါ့နော်ကိစ္စမရှိဘူးကျွန်တော်ကဒီ5 point လိုက်ပဲကျွန်တော်နမူနာဒီ attribute တွေပဲမှာဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြသွားမယ်ပေါ့နော်ကျွန်တော်ကပထမဆုံးအနေနဲ့ကျွန်တော် attribute တွေပဲဆိုတာ beta data ရဲ့အသက်ပဲပေါ့နော်ပြောချင်တာကဒီရဲ့ဆွဲထားတဲ့ point တွေ line တွေ polygon information တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ point မှာကျွန်တော်တို့ကသွားကြည့်ရတာပေါ့နော်အဲ့လိုပုံစံမျိုးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာဒီ attribute တွေဘက်မှာကျွန်တော် information ထည့်ဖို့လိုတယ်ပေါ့နော်ဒီမှာကျွန်တော်နမူနာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့နမူနာပဲပြသွားမယ်ပေါ့နော် information အတိအကျဟုတ်ချင်မှာဟုတ်မှာပေါ့ဒါကဥပမာပြောတယ်တကယ်လို့ကိုကလည်းတကယ်လို့ project တွေပါလုပ်နေဆွဲတော့မယ်ဆိုတော့ဒါတော့တိကျကျထည့်ဖို့လိုတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ကဒီမှာပထမဆုံးကျွန်တော်နာမည်ထည့်မယ်ဟောဒီ point နဲ့နာမည်ထည့်တော့မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးဒီ attribute တွေထဲမှာလုပ်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာခဲတဲ့ပုံစံလေးကျွန်တော် edit to mode ကိုဖွင့်ထားဖို့လိုတယ်ပေါ့နော်အဲ့လိုဖွင့်ပြီးရင်ကျွန်တော်တို့ကပထမဆုံးနာမည် point ရဲ့နာမည်ကျွန်တော်ထည့်ခြင်းတဲ့အတွက်ကြောင့်မလို့ထားပါတော့ကျွန်တော်ကဒီရှေ့မှာဒီမှာ new feed ဆိုတာလေးရှိရပါတော့အဲ့ new feed ကျွန်တော်နှိပ်မယ်နှိပ်ပြီးကျွန်တော် window တစ်ခုကြာလာမယ် add feed ဆိုပြီးတော့ကျွန်တော်တို့ကြာလာမယ်ပေါ့နော် chooses မှာဆိုရင်ကျွန်တော်တို့က column လို့မသုံးဘူးပေါ့နော် feed လို့သုံးတယ် row လို့မသုံး features လို့သုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော် name မှာပထမ row လေးပဲကျွန်တော် name လို့ပဲပေးလိုက်မယ်ဒီသူ့ရဲ့ column Excel မှာဆို column သုံးတာပေါ့ဒီမှာကျတော့ကျွန်တော် feed ရဲ့ title ကိုကျွန်တော် name လို့သုံးမယ်ပြီး type မှာဆိုရင်ကျွန်တော်ကနာမည်ရေးတဲ့အတွက်ကျွန်တော် test နာမည်ရေးတဲ့ရေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် test လို့ပဲကျွန်တော်နာမည်ပေးမယ်ပြီးရင် length မှာဆိုကျွန်တော်က30လောက်ထားလိုက်မယ်ပေါ့နော်ဒီကတော့ကိုစိတ်ကြိုက်ထားပါတော့ဒီ length ကတော့အရင်တော့မတိုးစင်နဲ့ပေါ့နော် okay ကျွန်တော်က point 1ကဘာကိုပြောရတော့ point 2ကဘာကိုပြော point 3ကဘာကိုပြောရတော့ကျွန်တော်တို့ကအဲ့လိုသိကျင်နေဆိုရင်ပထမဆုံးနေကျွန်တော်ဒီမှာဒါလေးကျွန်တော်တို့ဒီမှာခဏရှုထားလိုက်ပါတော့ basement တစ်ချက်ပြန်ခံကြည့်လိုက်မယ်အဲ့မှာဆိုကျွန်တော်တို့ကဘယ်က point 1မှမသိဘူးဒီမှာ point 5 point ရှိတယ်ဘယ်က point 1တော့ဘယ်က point 2တော့ဘယ်က point 5တော့မသိဘူးဆိုရင်ကျွန်တော်တို့ကကိစ္စမရှိဘူးကျွန်တော် attribute တွေမှာ attribute တွေနဲ့ကျွန်တော်ကျွန်တော်ခုနပြော link ချိတ်ပြီးလုပ်လို့ရတယ်ပေါ့နော်လုပ်လို့ရတယ်အဲ့ဆိုကျွန်တော်ဒီမှာကဲ point 1ကကျွန်တော်ဘာကို point 1ကဘယ်ဟာကိုပြောရလဲဆိုမသိဘူးဆိုကျွန်တော်ဒီမှာကျွန်တော်ဒီ bay လေးပေါ့နော်နံပါတ်တွေပါ bay လေးကိုကျွန်တော်တို့က click တစ်ချက်ထောက်မယ် highlight လေးဖြစ်သွားပြီပေါ့နော် highlight လေးဖြစ်သွားပြီဆိုရင်ဒီကိုကျွန်တော်တို့ဒီမှာ right click ထောက်ပြီး show to feature နဲ့အဲ့မှာကျွန်တော်တို့ point 1ရှိရဲ့နေရာလေးကိုအဝါရောင်ချက်ချီကလေးနဲ့ပြတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကနာမည်ပေးလို့ရဒီ point 1တွေကိုကျွန်တော်ဘာဆွဲခဲ့ရလဲပေါ့နော်အဲ့တော့ကokay ကျွန်တော် plantation နေရာလေးကျွန်တော်ဆွဲခဲ့ရပါတော့အဲ့ဆိုရင်ကျွန်တော်တို့ဒီဟာကိုနာမည်ပေးလိုက်မယ် plantation လို့ပေးလိုက်မယ် plantation လို့ပေးလိုက်မယ်အဲ့လိုပုံစံမျိုးရှိမယ်နောက်တစ်ခု point 2သွားမယ်ပေါ့နော် point 2ကဘယ်ဟောပြောရလဲကျွန်တော်တစ်ချက်သွားကြည့်မယ် point 2ကဘယ်နာရှိမှကျွန်တော်မသိဘူးပေါ့နော်ကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်ဒီမှာ select ပေးမယ်ဒီပေါ် right click ထောက်မယ် zoom to feature သွားမယ်point 2ကလည်းကျွန်တော်တို့က plantation တွေကိုကျွန်တော်ပေးခဲ့တာပေါ့နော်ကိစ္စမရှိအဲ့ဆိုရင်ကျွန်တော်က plantation လို့နာမည်ထပ်ပေးလိုက်မယ်ပေါ့နော်အဲ့ plantation 2ဆိုရင်2ပေါ့အဲ့ဆိုရင်ဒီက1ဖြစ်တော့မှာပေါ့နော်ဒါကိုကျွန်တော်တို့1လို့ပေးလိုက်မယ်plantation 1လို့ပေးလိုက်မယ် okay အဲ့ဆို point 3ကဘယ်ဟာလဲပေါ့ point ဘာလဲပေါ့ကျွန်တော်တို့ share လိုပဲ click တစ်ချက်ထောက်မယ် select ပေးမယ်ပြီးရင် zoom to feature နဲ့ကြည့်နေမယ် point 3ကကျွန်တော်လူနေရကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်တို့ဒါအကြမ်းမြင်ပြောတော့ပါနမူနာအနေနဲ့ကျွန်တော်လုပ်ပြသွားမှာပေါ့နော်ဒီမှာဆိုရင် point မှာဆိုရင်ကျွန်တော်တို့ဒါကအဆောက်အဦရဲ့ပေါ့နော်လူနေအိမ်တွေ area တွေထင်ပါအဲ့ဆိုကျွန်တော်ကဒီဟာကိုကျွန်တော် residential လို့ရေးလိုက်မယ် RESIDENTIAL residential လို့ကျွန်တော်ပေးလိုက်မယ်နော်အဲ့ဆိုရင် point 4သွားကြည့်မယ်ပေါ့နော် point 4ကဘာဖြစ်မလဲpoint 4ကကျွန်တော်တို့
workshop area နဲ့တူလောက်တယ်เนาะဒီမှာဆိုကျွန်တော်ဒီမှာကားတွေဆိုရင်ကျွန်တော်ကဒီဟာကိုဘယ်လိုပေးမလဲဆိုရင်ဒီနေရာ workshop area ထဲဆိုကျွန်တော်ဒီဟာကိုဘယ်လိုပြောမလဲ workshop လို့ပဲပေးလိုက်ပါเนาะSHOP workshop လို့ပေးရမယ် okay 0.5ကိုတွားကြည့် 0.5 ကပဲနေဖြစ်မှာ zone to feature ကိုတွားကြည့်မယ်ဒါကဘာဖြစ်မလဲဆိုတော့ I don't know ဒါပဲကျွန်တော် residential လို့ပဲပြလိုက်တော့မယ်เนาะကျွန်တော်မသိဘူးပေါ့เนาะ residential လို့ပဲကျွန်တော် ISIDENTIAN residential ဒါ residential 2ထိုင်ထားပေါ့အဲ့ဆိုဒီကောင်1ဖြစ်သွားလိမ့်မယ် residential 1 okay အဲ့ဆိုရင်ကျွန်တော်တို့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီဟာလေးကိုပြန်ပေးပြီးတော့ရင်ကျွန်တော် save နေလိုက်ရင်ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့ဟာကကျွန်တော် activity မှာရောက်သွားတယ်အဲ့ဆိုရင်ကျွန်တော်တို့ကခုနလိုမပြည့်မစုံမဟုတ်တော့ဘူးเนาะဒီ beta file ကမပြည့်စုံမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကသူ့ရဲ့ attribute table ကိုဖွင့်လိုက်တာနဲ့ကျွန်တော်တို့ point 1ကဘာကိုပြောလဲ point 2ကဘာကိုပြော point 3 point 1က presentation ပဲပေါ့เนาะအဲ့ပုံစံမျိုးရှိတယ်နောက်ခုနကပြောထည့်လို့ရတယ်ပေါ့เนาะဒါပါတော့ကျွန်တော်တို့ဒီမှာဆိုရင် presentation ဆိုတဲ့ဘယ်နှစ်က site ခဲ့တယ်ဆိုတော့ကျွန်တော်တကယ် information သိရဆိုရင်လည်းနောက်လျှောက်ထည့်လို့ရတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးရှိတယ်အဲ့လိုပုံစံမျိုးလည်းလုပ်လို့ရတယ်ပေါ့เนาะဒီလိုရှိတယ်ဒါကကျွန်တော်နမူနာပြပါโอเคကျွန်တော်တင်ပါဆိုဒါဒီလောက်ပဲရမယ်ပေါ့เนาะဒီ point တွေဒီမှာပဲရက်လို့ရတယ်ပေါ့နောက်ဗီဒီယိုမှာဆိုကျွန်တော် join ကျွန်တော်ဒီ point တွေမှာကျွန်တော်လက်လောင်ဟောလုပ်လို့ရတယ်ပေါ့လက်လောင်လေးတွက်လို့ရတယ်ပေါ့เนาะနောက်ဗီဒီယိုမှာကျွန်တော်တီးတန်လေးကျွန်တော်တွက်ပြသွားမှာပေါ့เนาะဒီမှာနည်းနည်းလေးဗီဒီယိုရှည်တော့မှာဆိုတော့ကျွန်တော်အဲ့ဆိုရင်ကျွန်တော် point ကိုဒီတိုင်းပဲထားကြလိုက်တော့မယ်โอเคကျွန်တော် line ကိုတွားကြည့်မယ်ပေါ့เนาะ line မှာလည်းကျွန်တော်တို့ရှေ့ဗီဒီယိုမှာကျွန်တော်တွက်ခဲ့ပါတော့ line ကဘယ်နှ line ရှိလဲဆိုတော့6 line လောက်ရှိပေါ့ line နဲ့6 line ရှိတယ်ကျွန်တော်အရှည်တွက်သွားတယ်ပေါ့နော်ဒီမှာကျတော့ဒီတေချာတစ်ခုတော့ကျွန်တော်တို့ကဒီ mine ရဲ့ဒီ mine area မှာရှိတဲ့ land တွေပဲကျွန်တော်နမူနာဆွဲသွားတာဆိုတော့ land နာမည်တော့တေချာရှိမှာမဟုတ်ဘူးပေါ့နော်ဘလို့နေနေကျွန်တော်တို့ဒီမှာတော့land နာမည်ပေးသွားမယ်ပေါ့နော်okay ရှေ့ point တိုင်းပဲကျွန်တော်ပြီးတော့မယ်ဒီ activity တွေမှာလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ edit tool ပါကို active tool လေးကိုဖွင့်မယ်ဖွင့်ပြီးကျွန်တော်တို့ဒီမှာname ထည့်ရတော့ကြောင့်မလို့ new field name မယ်share point လို့ပဲကျွန်တော်တို့ဒီမှာခေါင်းစဉ်ကျွန်တော် name လို့ပဲပေးလိုက်မယ်ပြီးဒီမှာ type မှာဆိုကျွန်တော် test ရွေးမယ်ပြီးကျွန်တော် length ကိုကျွန်တော်30လောက်ပဲထားလိုက်မယ်ပြီး okay နာမည်တစ်ခုထည့်လိုက်ကြာလိုက်ပါနော်ကြာလိုက်ပြီအဲ့ဆိုရင်ကျွန်တော်တို့ပထမဆုံးတေချာတစ်ခုမှာကျွန်တော်တို့ဒီမှာ select ပေးလိုက်တာနဲ့ဒီမှာကျွန်တော်တို့ကြည့်လိုက်လမ်းကဘယ်နားမှာရှိလဲဆိုတော့တခါတည်း highlight ပြရတယ်ပေါ့နော်highlight ပြလဲဒီမှာကိုကတေးစိတ်ပြန်သိချင်တယ်တေးစိတ်နီးကက်ကြည့်ချင်တယ်ဆိုရင်ရှေ့မှာ point ပြလို့ပဲဒီ right click ထောက် zoom to feature တွန်းလိုက်တာနဲ့ကျွန်တော်တို့လမ်းအောင်သူကနီးကက်ဆွဲပြရတယ်ပေါ့နော်ဒါလိုရှိတေချာတစ်ခုကကျွန်တော်ဒီမှာတော့လမ်းနာမည်တွေပါတယ်ပေးထားမှာတော့မြို့ရိုလမ်းနာမည်တော့ရှိမှာမဟုတ်ဘူးပေါ့နော်ဒီ မိုင်းမှာဆိုကျွန်တော် hall road လို့ပဲသုံးမယ်ထင်တယ်ပေါ့နော် access road ပေါ့နော်အဲ့လိုပုံစံမျိုးရှိမယ်အဲ့ဆိုရင်ကျွန်တော်ကအတူကောင်းအနေနဲ့ရိုးတန်းလေးပဲကျွန်တော်နာမည်ပေးလိုက်တော့မယ် road 1 or road 2ဘာညာပေးလိုက်မယ်ပေါ့နော် road 1ဒီမှာဆိုရင်highway road 2ဒီမှာကျွန်တော်နမူနာမို့လို့ပေါ့နော်ကိုကလက်တွေ့ project တွေရေးတဲ့အခါကျတော့သူ့ရဲ့ information တည်ကြည်ရထည့်ပေါ့နော်လမ်းနာမည်ဆိုရင်လမ်းနာမည်ဒီရဲ့ကိုဆွဲလိုက်တဲ့ဒီ line ရဲ့ feature ရဲ့ information ကဘာလဲဆိုတော့တခြားတဲ့ပေါ့တော့ကိုဆွဲတဲ့ဟာကမြစ်ကြောင်းဆိုရင်ကျွန်တော်တို့ river လို့ပေးမယ်ချောင်းဆိုရင် stream လို့ပေးမယ်ဒီလိုလေးကျွန်တော်တို့ကsorry 2ကျွဲဖြစ်နေ3 4 5ညကျွန်တော်တို့ row 6 okay 1007 okay ကျွန်တော်လမ်းနာမည်ပေးလိုက်ပြီနော်အဲဆိုရင်ကျွန်တော်တို့လမ်းနာမည်လည်းရောက်တော့ row 1 row 2 row 3ဒီမှာဆိုရင်ကျွန်တော်ဒီလမ်းကဘယ်လမ်းကိုပြောရဆိုကျွန်တော်တို့တည်သွားပြီပေါ့နော်ဒီမှာလည်းကျွန်တော်ထားပါတော့ကျွန်တော်နာမည်ကဒီသူ့ရဲ့လမ်းအရှိရနောက်ကိုရောက်တယ်နာမည်ရှေ့ဆုံးမှာကျွန်တော်ဒီ column ဒီ field ကိုကျွန်တော်ရှေ့ဆုံးမှာထားခြင်းလဲဆိုတော့ကျွန်တော်ထားလို့ရရပါတော့ဘယ်ကိုသွားရမလဲဆိုရင်ကျွန်တော်ဒီမှာဒီဟာလေးပေါ့နော် organize columns တော့လည်းရှိတယ်အဲ့ဟော name နေပြီးဒီ name ကိုကျွန်တော်တို့ select ပေးပြီးဆွဲယူလာခဲ့ပါတော့ဒီနားကိုထားခြင်းတဲ့နေရာလေးရောက်ပြီဆိုတော့ねကျွန်တော်လှုပ်လိုက်ပါတော့အဲ့ဆိုရင်ကျွန်တော်ပြီး okay ပေးလိုက်အဲ့ဆိုရင်ကျွန်တော်နေရှေ့ရောက်သွားပြီပေါ့နော်ဒီလိုမျိုးကျွန်တော်တို့လုပ်လို့ရပါထားပါဒီမှာဆိုကျွန်တော်တို့က name ကိုလည်းဒီမှာတို့
အခရာလိုက်ဆင်လိုက် A to Z ဆင်မလားဒါမှနာမည်ပေးထားဆို1ကြီးစင်ကလည်းငယ်စဉ်ကြီးလိုက်ဆင်မလားကျွန်တော်ဒီကလေးဆက်လက်ကလစ်လိုက်လိုက်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆင်လို့ရတယ်ပေါ့နော်ဒါကဒီမှာလို့ရဒီမှာလည်းကျွန်တော်တို့ကထားပါတော့အများကြီး information ထပ်တည်ကျွန်တော်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့နမူနာတော့ကျွန်တော်ဘာ information မှအဲ့လိုကြီးမရှိဘူးပေါ့နော်အဲကြောင့်ထပ်ထည့်ဖို့ကဒီဟိုထပ်ထင်လဲကြာဗီဒီယိုဖိုင်ကကြာသွားလိမ့်မယ်ပေါ့နော်ကိုထည့်ချင်တဲ့ခုနလိုပဲတိုးလိုက်ကျွန်တော်ထည့်ထည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်တရားဆိုဒီမှာကျွန်တော်ဒီမှာပဲရက်လိုက်ပဲဒီ live ကျမှ save နေလိုက်မယ် okay ပိုလင်ကိုတစ်ချက်သွားကြည့်မယ်ပိုလင်ကိုလည်းခုနလိုပဲကျွန်တော် open attribute တင်နေကြည့်မယ်ဒီမှာလည်းကျွန်တော်တို့ area ပဲတွက်ထားပါသူနာမည်မပါသေးဘူးအဲဆိုရင်ကျွန်တော်တို့ attribute တွေပဲကိုလုပ်တော့မယ်ဆိုရင်ကျွန်တော်ဒီကလေးပထမဆုံး active ကိုဖွင့်မယ်ဖွင့်ပြီးကျွန်တော်တို့new feed ထည့်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ name လိုပဲရေးမယ် name ရေးမယ်ပြီးကျွန်တော်ပြီးရင်test sorry test ထည့်ပြီးကျွန်တော်တို့ဒီမှာကျွန်တော်30လောက်ပဲထားလိုက်မယ်ပေါ့နော်ဒီမှာဆို polygon နှစ်ခုရှိရပါဒီမှာလည်းကြည့်လိုက်ပါဒီမှာကျွန်တော်တို့အားလေပြလိုက်တာနဲ့ဒီမှာကျွန်တော်ဒီမှာ click နေလိုက်တာနဲ့ဒီမှာပြန်ပေါ်လာတယ်ပေါ့နော်ဒီအောင်ကျွန်တော်ပြန်ဖြောက်ချင်တယ်ဆိုရင်ဒီမှာကျွန်တော်ဒီမှာဒီ select all feature ဆိုလို့ရှိရင်အနေနဲ့ကျွန်တော်ပြန်ပြောက်သွားပြီပေါ့နော် okay အဲ့ဒါဒီမှာလည်းကျွန်တော်တို့ကဘာမှနာမည်ရှိမှာမဟုတ် polygon ကျွန်တော်နှစ်ခုတော့ခွဲဆွဲလိုက်တာပေါ့နော်ဘာမှမသိအဲ့ဆိုကျွန်တော်တို့ကတေချာတစ်ခုကတော့ဒီလိုပဲပြလိုက်မယ်ပေါ့နော်နမူနာနေနဲ့ my area 1နောက်တစ်ခုက my area 2အဲ့လိုပဲကျွန်တော်ပြလိုက်မယ်ဒီမှာလည်းကျွန်တော်က name ကနောက်ရောက်နေပါအရှိပို့ချင်တယ်ဆိုရင်ဒီကိုသွားမယ်သွားပြီး click ချက်ပြီးမယ် view လာကိုထားချင်တဲ့နေရာကိုရရင်ကျွန်တော်ပြီးချလိုက်ပြီး okay ပဲဆိုရင်ကျွန်တော်နေရာဖြစ်ရောက်သွားပြီပေါ့နော်ဒီမှာလည်းကျွန်တော်ဒီတိုင်းလေးပဲတို့ information ထည့်တည်ချင်တယ်ဆိုရင်ကျွန်တော်ထားအများကြီးထည့်ထည့်လို့ရတယ်ပေါ့နော်အဲ့ပုံစံမျိုးကြီးဒီမှာထားပါတော့ဒီမှာဒီရဲ့ဟာကပိုလီကဘယ်မျိုးနေမှာရှိရတော့ဘယ်တိုင်းမှာရှိရတော့ဘယ်ခဲနေမှာရှိရတော့ဘယ် UI ထဲမှာရှိရတော့ဒီလိုမျိုးကျွန်တော်တော့ information အများကြီးထည့်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာတော့နမူနာပဲနဲ့ပြရတဲ့အတွက်ကြောင့်မို့ဒီမှာပဲကျွန်တော်ရက်လိုက်မယ်ပေါ့နော် okay ကျွန်တော်ဒီမှာ save လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီဘလို့နေကျွန်တော်ဒီသူ့ရဲ့ point ရဲ့ open attribute တွေပဲဖြစ်ဖွင့်လိုက်တာနဲ့သူ့ရဲ့ information ကျွန်တော်တို့ကြည့်လို့ရပြီပေါ့နော် line ရဲ့ attribute တွေဖွင့်လိုက်တာနဲ့သူ့ရဲ့ line နာမည်ရှိရ line အရှိကြည့်လို့ရပြီ polygon ရဲ့ attribute တွေပဲကြည့်လိုက်တာနဲ့ polygon ရဲ့ area ဧကတွေဒီ polygon ဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ကြည့်လို့ရပြီပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ကဒီ attribute တွေမှာအလုပ်တွေလုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကတော့ဒီလောက်နဲ့ပဲရက်လိုက်မယ်ပေါ့နော်ဒါတော့ကျွန်တော် attribute တွေပဲမှာကျွန်တော်တို့အလုပ်လုပ်တဲ့ဟာလေးဘယ်လိုမျိုးအလုပ်လုပ်လို့ရတယ်ဘယ် function တွေရှိတယ်ဆိုတော့ကျွန်တော်ကနည်းနည်းနမူနာပြသွားတာပေါ့နော်တကယ်လို့ထပ်သိချင်တာရှိတယ်ဆိုရင်ကျွန်တော်မေးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်